မိမတွေလေထဲသွားကြရအောင်ထမင်းထုတ်ပြင်ပြီးပြီလား ပြီးပြီယောက်ျားကြီးသွားကြရအောင်နေလဲမြင့်နေပြီ ငါသားအဖေတို့လေထဲသွားတော့မို့အိမ်မှာပဲနေခဲ့နော် သားမနေခဲ့ခြင်းမူအိမ်မှာပြင်းစရာကြီးအဖေတို့နဲ့လဲလဲလိုက်ခဲ့မယ် မိမတွေဒီနေ့ငါတို့စပားတွေကောင်းတယ်နော်အထွက်နှုံးကောင်းတာနဲ့စပားတွေရောင်းပြီးသားလေးကိုရှင်ပြုတ်ပေးအောင်ကွာ အဖေရေလောက်ပါဦးသားချစ်တော့မှဘာကောင်းကြိုက်သွားတာလဲမသိဘူးအရန်နာတယ် သွားပြီ မိမတွေငါတို့သားလေးညွေကြိုက်ခံရလားမသိဘူးစေကန်းကိုအမြန်သွားမှဖြစ်မယ်ကိုတော့ကျိုးနေပါပြီ စိတ်မကောင်းပါဘူးရှင်ကျမလည်းအစွမ်းကုန်စူးစမ်းကုပါသေးတယ်ကလေးကိုကြိုက်တဲ့မွေကအစိတ်ပြင်းတော့အသက်မကယ်နိုင်လိုက်ဘူး ဖြစ်မှဖြစ်ရလေငါတို့သားလေးစပားပေါ်ရင်ရှင်ပြုတ်ပေးမယ်ဆိုတာတော့စောင့်မသွားဘူးအဖေပြောပါတယ်အိမ်မှာပဲနေခဲ့ပါလို့အဖေစကားမှနားထောင်တာ